အဲမီကို1869ခုနှစ်အိုင်ယာလန်ရွာလေးတရွာမှာမွေးဖွားခဲ့ပါတယ်။ငယ်ငယ်လေးတည်းကသာသနာပြုဆရာမတယောက်ဖြစ်စဉ်ခဲ့ရပါ။ဒီလိုနဲ့ပဲအဲမီအရွယ်ရောက်လာတဲ့အခါမှာတော့ဖျားသခင်ရဲ့ခေါ်တဲ့ကိုနားထောင်ပြီးသာသနာလုပ်ငန်းစတင်မှုအိန္ဒိယကိုသွားနေလိုက်ပါတယ်။အိမ်ကိုပြန်မလာတော့ပေနဲ့နှစ်ပေါင်း90ကြာအဲ့ဒီမှာပဲနေခဲ့ရပါ။အဲ့ဒီအချိန်မှာဆိုတော့ဒီဘရာဇီလို့ခေါ်တဲ့ဖျားရဲ့ကျော်မများတလေးကိုယုံကြည်ခြင်းသုံးတဲ့ကာလာလေးဖြစ်ပါတယ်။အဲမီကဖျားเจ้าနေမှာအဲ့ဒီကျော်စနေအောင်မှာဖိနေနေတဲ့မင်းကလေးငယ်တို့တွေ့ခဲ့တဲ့အခါမှာသူမစစ်တွေကထိခိုက်ခဲ့ရပါတယ်။သူတို့ကတင်မိုးစတင်လှုပ်ရှားခဲ့တယ်။ရဲဝတ်စွာနဲ့သူမတိုက်ပွဲဝင်ခဲ့တယ်။ကလေးငယ်တို့သူမတီထောင်ခဲ့တဲ့အကြောင်းမှခေါ်ပြီးတော့မှကျူးစုစောင့်ရှောက်ခဲ့တယ်။အဲမီတခါပြောမှုတာရှိပါတယ်။အဲ့ဒါကတော့ချစ်ချင်းမြတ်တာမပါဘဲနဲ့ပြီးလို့ရတယ်။ဒါပေမဲ့ပေးကမ်းခြင်းမပါဘဲနဲ့တော့မချစ်နိုင်ပါဘူးတဲ့။အဲမီကကလေးတွေရာချီကိုပြုစုပြီးတော့မှချစ်ချင်းမြတ်တာကိုပါဇက်နဲ့မဟုတ်ပဲလက်တွေ့လုံးဆောင်ပြသခဲ့ပါတယ်